လုံးပဲမင်္ဂလာပါခင်ဗျာနေတိုးထိပ်သီးအစည်းအဝေးကြီးရဲ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်တူရကီနိုင်ငံမြို့တော်အန်ကာရာမှာကျင်းပနေတဲ့နေတိုးထိပ်သီးအစည်းအဝေးကြီးကိုရောက်ရှိလာတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဒါကဘာလုံးကိုတုံ့လှုပ်သွားစေမဲ့စကားလုံးတွေနဲ့မဟာမိတ်အဖွဲ့ကြီးကိုထပ်မံသတိပေးလိုက်ပါတယ်ဒိန်းမတ်နိုင်ငံရဲ့ပိုင်နက်ဖြစ်တဲ့ Greenland ကျွန်းကိုအမေရိကန်ကရယူမဲ့အစီအစဉ်ကိုဒေါ်နယ်ထရန့်ကပြန်လည်အသက်သွင်းလိုက်ပြီးဥရောပနိုင်ငံတွေက၎င်းတို့ကိုဆက်လက်ဆန့်ကျင်နေမယ်ဆိုရင်ဥရောပမှာရှိတဲ့လုံခြုံရေးအရာတက်ဖြန့်ပေးထားတဲ့အမေရိကန်စစ်တပ်တွေအားလုံးကိုပြန်လည်ရုပ်သိမ်းပစ်မယ်လို့ထရန့်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအီရန်နိုင်ငံနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာနေတိုးမဟာမိတ်တွေကအမေရိကန်ကိုတက်ကြွစွာမကူညီခဲ့တဲ့အပေါ်အလွန်စိတ်ပြတ်မိကြောင်းသတင်းတောက်တွေကိုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အထူးသဖြင့်အီရန်စစ်ပွဲမှာပါဝင်ဖို့ညှင်းဆန်ခဲ့တဲ့ဗြိတိန်ဝန်ကြီးချုပ်ဟောင်းကီယာစတာမာရဲ့ဆုံးဖြတ်ချက်ဟာစတာမာရဲ့ယာတုသက်တမ်းကုန်ဆုံးသွားကြခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်လိမ့်မယ်လို့ဒေါ်နယ်ထရန့်ကပြောဆိုထားပါတယ်။ငါတို့ကသူတို့အတွက်အမြဲရှိနေခဲ့ပြီးဒေါ်လာဘီလီယံပေါင်းများစွာအကုန်ကျခံနေချိန်မှာသူတို့ကငါတို့အတွက်ရှိမနေခဲ့ဘူးလို့ထရန့်ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဥရောပခေါင်းဆောင်တွေအနေနဲ့လူဝင်မှုကြီးကြပ်ရေးနဲ့စွမ်းရည်မူဝါဒတွေကိုသတိမထားရင်ဥရောပဆိုတာရှိမှာမဟုတ်တော့ဘူးလို့ထပ်မံပြောကြားခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဒိန်းမတ်နိုင်ငံနဲ့Greenland ကျွန်းပိုင်ဆိုင်မှုအငင်းပွားမှုကိုပြန်လည်စတင်ခဲ့ပြီးဒါဟာနေတိုးနဲ့၎င်းကြားကဆက်ဆံရေးကိုထိခိုက်စေခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။ Trump ရဲ့အဆိုအရဒိန်းမတ်ဟာ Greenland ကိုကာကွယ်ဖို့ငွေအလုံလောက်မသုံးစွဲခဲ့တဲ့အပြင်လက်ရှိမှာ Greenland ကျွန်းပတ်ဝန်းကျင်မှာတရုတ်နဲ့ရုရှားရဲ့စစ်သင်္ဘောတွေကဝိုင်းရံပိတ်ဆို့နေတာကြောင့်ဒီကျွန်းကိုဒိန်းမတ်ကမဟုတ်ဘဲအမေရိကန်ကသာလုံးဝထိန်းချုပ်ထားတဲ့လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ UK ဘဏ္ဍာရေးဝန်ကြီးRachel Reeves ကတော့ Greenland ရဲ့အနာဂတ်ဟာ Greenland ပြည်သူတွေနဲ့ဒိန်းမတ်အစိုးရပေါ်မှာပဲမူတည်ပြီးအမေရိကန်သမ္မတနဲ့ဘာမှမဆိုင်ဘူးလို့ပြတ်သားသားတုံ့ပြန်ပြောဆိုပယ်ချခဲ့ပါတယ်။ဒါအပြင်အမေရိကန်ပေါ်ပုံမှန်ထက်ပုံမမီခိုနေရတာကိုရှော့ချဖို့နဲ့ Trump ရဲ့ကတိကဝတ်မရေရာမှုတွေကိုရင်ဆိုင်ဖို့အတွက်ဗြိတိန်နိုင်ငံကဥဆောင်ပြီးဥရောပမဟာမိတ်နိုင်ငံတွေဖြစ်တဲ့ပြင်သစ်၊ဂျာမနီနဲ့ Baltic နိုင်ငံတွေဟာပေါင်39ဘီလီယံဒေါ်လာဘီလီယံ50နီးပါးတန်ဖိုးရှိတဲ့တာဝေးပစ်တိကျတဲ့မဇိုင်းဒုံးကျည်တစ်ကိုပူးပေါင်းထုတ်လုပ်ဖို့ကြေညာလိုက်ပါတယ်။ဒီဒုံးကျည်ဟာမိုင်မောင်းထောင်ချီဝေးထိပစ်ခတ်နိုင်ပြီးယူကရိန်းစစ်မြေပြင်ကနေပစ်ခတ်မယ်ဆိုရင်ရုရှားရဲ့စီးရေးပစ်မှတ်တွေတောင်မှကရုရှားမြို့တော်မော်စကိုထိပါတိကျစွာပစ်ခတ်နိုင်မှာဖြစ်ပါတယ်။ဒါဟာနေတိုးအဖွဲ့အတွင်းအမေရိကန်စစ်အင်အားကိုမမီခိုပဲဥရောပက၎င်းတို့ဘာသာကာကွယ်ရေးကိုဥဆောင်ဖို့ပြင်ဆင်လာတဲ့သမိုင်းဝင်ခြေလှမ်းတစ်ခုဖြစ်နေပါတယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးရေအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ American First မူဝါဒနဲ့ဥရောပအဖွဲ့တွေရဲ့ကိုယ်ပိုင်ကာကွယ်ရေးအရှိန်မြင့်တင်မှုတွေကြောင့်1949ခုနှစ်တည်းကတည်ငြိမ်ခဲ့တဲ့ကမ္ဘာအင်အားအကြီးဆုံးနေတိုးစစ်မဟာမိတ်အဖွဲ့ကြီးအတွင်းမှာကြီးမားတဲ့အကြောင်းတွေစတင်ဖြစ်ပေါ်လာပြီဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းကွန်မန့်မှာရေးနေသားဆွေးနွေးပေးခဲ့ကြပါအောင်ခင်ဗျာ။အခုလိုမျိုးနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုစဉ်ဆက်မပြတ်သိရှိနိုင်မှုကျွန်တော်တို့ရဲ့ Daily Flow Channel လေးကို Like and Subscribe လေးနဲ့အားပေးခဲ့ကြပါအောင်ခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲကြမ်းမှချမ်းသာရှင်လန်းကြပါစေခင်ဗျာ